မချမ်းသာပါဘူးလို့ဒါဈေးရောက်ရတဲ့ပတ်စံလေးပါသမင်းရှင်တွေကျွေးတဲ့ပတ်စံလေးပေါ့နော်ဈေးရောက်နိုင်မှတိတလေးတွေထည့်ပြီးစုထားတဲ့ပတ်စံလေးတွေပါလို့ချိန်တော့ဆိုတော့40ခွန်48 50နီးပါတော့ရှိမှထင်တာပဲချိန်ဒီမဲ့ချင်းဒါတွေဖတိမမွေးစိတ်နေနေဆိုလဲစုထားတဲ့ပတ်စံလေးတွေကိုပေါ့သမင်းရှင်တွေရောတူတူပါအောင်ဖတိမအားပေးရချစ်ရတဲ့သူတွေတူတူပါအောင်လို့ပေါ့နော်ဖတိမမနဲ့ဖြန်ကြရင်ပေါ့နော်ဖတိမတငယ်ချင်းနဲ့အိုးဝင်ငါပြီးတော့ပေါ့နော်ဈေးရုံကြီးကိုလည်းသွားလူပါမယ်ဈေးရုံကြီးတို့အမရဘူးလားဈေးရုံတို့စကိုင်းဈေးရုံတို့ပေါ့နော်တက်နိုင်နေအားပေါ့နော်ဒီဖတိမတို့ဒီနာဟိုဟာပလီတို့ပေါ့နော်တက်နိုင်နေအားနဲ့ပါဖတိမတက်နိုင်တာကတော့တက်နိုင်လုံးဝမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကြောက်မချမ်းသာကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့ဒါမဖတ်တီမောက်တော့အားလုံးသိကြမှာပေါ့နော်အချင်းမုံရောနဲ့မဖတ်တီမောက်တော့တကယ်မှစိတ်တက်လေးရလေးစားဖို့ကောင်းတယ်ဗျာဘာကြောင့်လေးစားဖို့ကောင်းလဲသူခင်ဗျာလဲဒါမွေးဖို့အတွက်ဒါနေစည်းလာစီဒါကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်ဘာရလဲဒါနေစည်းလာစီဒါမွေးဖွားတော့မယ်ဒါပေမဲ့ဗျာကိုကျိုးတော့မကြည့်ပဲနဲ့အများကျိုးတော့ဒါသူဒါရောင်းလို့ရတယ်ကျွန်တော်တို့လျှောက်တီးဒါအချင်းပေါင်းလေးရောင်းလို့ရတဲ့ပတ်စံလေးဟောနောက်သူဒါမီးဖွားရင်သုံးမှုအတွက်ပတ်စံလေးရောဆိုပြီးဒီပတ်စံလေးကိုဒါကျွန်တော်တို့အခုဖြစ်နေတဲ့ကျွန်တော်တို့ဒီငရင်တန်းကြောက်ကျွန်တော်တို့ဒါပြိုကျတယ်เนาะအိုးချင်းအိမ်တွေပြိုကျတယ်အသက်တွေပေးဆက်တဲ့သူတွေအတွက်ကိုဒါလှူဒန်းမှုဆိုပြီးတော့ဒါမျိုးတွေကိုဒါအသိပေးလာတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်အမတန်မှလည်းလေးစားပါတယ်ဗျာနောက်တစ်ခုကလည်းသူပြောတယ်ပေါ့နော်ဒါနေ့လေတော့မီဒီယာကွင်းရဲ့ဒါအင်တာဗျူးမှာလည်းကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်မဖက်တီမှာသူပြောတယ်သူ့ကိုမပူပါနဲ့သူကဘာမှမဖြစ်ပါဘူးသူကတော့ပြန်ပူသေးတယ်ပေါ့နော်သူ့ရဲ့ကျွန်တော်တို့ဒါကစတမာတွေပေါ့နော်သူ့ရဲ့သူ့စီမှာလက်ဝဲတဲ့အမျိုးတွေပေါ့နော်စားသုံးတဲ့သူ့ရဲ့ဒါကျွန်တော်တို့ရှော့တီတော့ဒါအားပေးကြတဲ့ဒီအမျိုးတွေဧည့်သည်တွေကိုသူကပြန်တော့စိတ်ပူနေတာပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မန္တလေးမြို့ကတော်တော်လေးမှအခြေအနေဆိုးရတဲ့အတွက်ဒါသူ့ရဲ့အမျိုးတွေပေါ့နော်သူ့ရဲ့ထမင်းရှင်တွေကိုဒါစိတ်ပူလို့ဆိုတဲ့အကြောင်းကိုလည်းဒါမီဒီယာကွင်းမှာသူဖြည့်သွားသေးတယ်ပေါ့နော်အခုလဲဒါသူ့ရဲ့ပတ်စံလေးနော်မီးဖောက်ဖို့အတွက်ပတ်စံလေးဟိုဒါအချင်းမောင်းရတဲ့ပတ်စံလေးကိုလည်းမီးဖောက်ဖို့အချင်းမောင်းရောင်းပြီးတော့ကျွန်တော်တို့မီးဖောက်ဖို့အတွက်ပတ်စံလေးကိုဒါအမျိုးတွေကိုလှူမယ်ဆိုတော့အမတန်မှလည်းကျွန်တော်စိတ်တက်လေးကိုလေးစားဖို့ကောင်းပါတယ်နော်မဖတ်တီမှာလည်းဒီတက်မှာကအောင်မြင်ကြော်ကြားပါစေလို့လည်းဆုတောင်းပေးပါတယ်နော်ကျွန်တော်ကြည့်လိုက်အောင်မျိုးချင်းနေလို့တခုလောက်ပြောချင်းလို့ပေါ့နော်ဖတ်တီမဖြစ်တော့ကလည်းပေါ့နော်ဈေးမြောင်းကတော့စိတ်ပူပြီးတော့ဝိုင်းဝန်းပေးကြတဲ့ချစ်ရတဲ့သူတွေထမင်းချင်းနေပေါ့နော်အခုငရင်ဖြစ်တော့လည်းပေါ့နော်ဖတီမစုဆောင်းထားတဲ့ပတ်စံလေးတွေရှိပါတယ်လို့အဲ့တော့အချင်းမောင်းစရောင်ကလေးစုထားတဲ့ပတ်စံလေးပေါ့နော်ဒီမှာပါရှင်ချင်းမောင်းစကလေးစုထားတဲ့ပတ်စံလေးတွေပေါ့နော်ဒီပတ်စံလေးကမွေးစိတ်အနေနဲ့စုထားတာလေးပါရှင်မွေးစိတ်အနေနဲ့စုထားတဲ့ပတ်စံလေးတွေကိုဖတီမဒီပတ်စံလေးတွေကိုပေါ့ငင်းဟိုပေါ့နော်ဖတီမတွေရှိလားဆိုမရှိပါဘူးမချမ်းသာပါဘူးလို့ဒါဈေးရောက်ရတဲ့ပတ်စံလေးပါသမင်းရှင်တွေကျွေးတဲ့ပတ်စံလေးပေါ့နော်ဈေးရောက်နိုင်မှတိတလေးတွေထည့်ပြီးစုထားတဲ့ပတ်စံလေးတွေပါလို့ချိန်တော့ဆိုတော့40ခွန်48 50နီးပါတော့ရှိမှထင်တာပဲချိန်ဒီမဲ့ချင်းဒါတွေဖတိမမွေးစိတ်နေနေဆိုလဲစုထားတဲ့ပတ်စံလေးတွေကိုပေါ့သမင်းရှင်တွေရောတူတူပါအောင်ဖတိမအားပေးရချစ်ရတဲ့သူတွေတူတူပါအောင်လို့ပေါ့နော်ဖတိမမနဲ့ဖြန်ကြရင်ပေါ့နော်ဖတိမတငယ်ချင်းနဲ့အိုးဝင်ငါပြီးတော့ပေါ့နော်ဈေးရုံကြီးကိုလည်းသွားလူပါမယ်ဈေးရုံကြီးတို့အမရဘူးလားဈေးရုံတို့စကိုင်းဈေးရုံတို့ပေါ့နော်တက်နိုင်နေအားပေါ့နော်ဒီဖတိမတို့ဒီနာဟိုဟာပလီတို့ပေါ့နော်တက်နိုင်နေအားနဲ့ပါဖတိမတက်နိုင်တာကတော့တက်နိုင်နေသူများကြီးလို့အများကြီးတယ်လို့လည်းမရှိပါဘူးနော်ဒါတက်နိုင်နေအားမွေးစိတ်တွေစုထားတာပါရှင်ဒါအချင်းမောင်းရောင်းတဲ့ပတ်စံလေးပေါ့နော်အချင်းမောင်းရောင်းတော့စုထားတာတွေတရက်တွေစုထားတဲ့ပတ်စံလေးတွေပါအဲ့ဒါလေးကိုပေါ့နော်အပြက်ပေါ့နော်ကိုစေးရုံဆိုစေးရုံကိုတက်နိုင်နေအားနဲ့15သိန်းဒီစေးရုံကိုလူမယ်ကိုစေးရုံ10သိန်းဆို10သိန်းအဲ့လိုမျိုးပေါ့နော်ဒီပတ်စံတွေကုန်ရည်ကြည့်ပြီးတော့လူပါမဲလို့ဒါကဖတိမတယောက်အားနဲ့မဟုတ်ပါဘူးပေါ့နော်စုထားတဲ့ပတ်စံတွေပါလို့နော်ဒါဖတိမတယောက်အားနဲ့မဟုတ်ပါဘူးပေါ့နော်ဖတိမကိုချစ်ပေးကြပြီးတော့နော်ဒါမှလာပြီးတော့လာအားပေးကြတဲ့ပေါ့နော်ဖတိမရဲ့ချစ်ရတဲ့သူတွေအားတွေအကုန်တူတူပါပါတယ်လို့တကယ်လဲစိတ်မကောင်းပါဘူးလို့အခုတည်းလေဖတိမကိုလေဒီလိုဖြစ်နေတာတော့မှငင်းနေဖြစ်နေတာတော့မှလေဈေးရောင်းသွားဖို့အဆင်ပြေရဲ့လားဈေးရောင်းသွားပါမလားဆိုပြီးစိတ်ပူပြီးဈေးကပြန်ရောင်းလို့ရပါပြီလို့နော်စိတ်ပူကြပါလေလို့ဒါသမင်းရှင်တွေအကုန်လုံးပါတယ်ပတ်စံမှာလို့ပေါ့နော်ဒါဈေးရောင်းတဲ့ပတ်စံစုထားတာမွေးစိတ်ပါညာဆိုစုထားတဲ့ပတ်စံလေးပါဒါကိုဖတိမလူပါမယ်ရှင်တကယ်လူပါပါနော်တကယ်ကိုစိတ်ထဲကနေအမှန်ပေါ့နော်စိတ်ကိုတကယ်လည်းမကောင်းပါဘူးလို့ပတိမကိုလည်းဖုံးဆက်ပြီးစိတ်ပူပေးကြသူတွေလည်းတကယ်ကျေးဇူးတင်ပါဒီပတ်စံတွေကိုပတိမစေးရုံကြီးကိုလည်းကိုယ်တိုင်ဒါလိုက်သွားလူပါမယ်ဖုံးကြီးချောင်းကိုလည်းကိုယ်တိုင်ဒါလိုက်သွားလူပါမယ်နော်အားနဲ့ပေါ့နော်ကိုတက်နိုင်တဲ့အားနဲ့ကိုအိုးဝင်နဲ့မနေ့ဖြန်ကိုစသွားပါမယ်လို့အခုကနည်းနည်းလေးနေတဲ့တိုင်းပူနေတော့မနေ့ဖြန်စေးရုံလို့ပါလို့သွားလူပါမယ်ရှင်ဒါလေးရီးပြီးညနေမဖတ်တီမာရဲ့စိတ်တက်လေးကိုကျွန်တော်ကြည့်နေတော်တော်လေးမှဝမ်းနေပြီးတော့တော်တော်လေးမှလေးစားတယ်ဗျတခြားဘာဝမ်းနေလဲဆိုတော့
ကျွန်တော်တို့တာမှာမရှိစီရင်တာနော်နောက်လှည့်ကြည့်လဲကျွန်တော်တို့ကကြောပဲရှိတယ်ကျွန်တော်တာမှာမရှိစီရင်တာနောက်လှည့်ကြည့်ကြောပဲရှိတယ်နော်ဒီကြောပဲရှိတဲ့ကျွန်တော်တို့ဘဝလေးကနေတောင်မှကြည့်အောင်မျိုးတွေမထင်ရန်လေးနဲ့ဒါပေမဲ့ကျွန်တော်တို့နော်ပတ်စံရှိတဲ့သူတွေကြတော့ပတ်စံကျွန်တော်တို့သိန်း100လောက်ဘယ်ကဆွဲထုတ်ရတယ်သိန်း100လှူလိုက်လေသူတို့မှာကျွန်တော်တို့ပြောသလိုပဲငွေတွေပွားလာတယ်လို့သူတို့မှာဘယ်တော့မှမလျော့သွားဘူးမဖတ်တိမကြတော့ဒီပတ်စံကိုလှူလိုက်ရင်သူ့မှာနောက်တဲ့ပတ်စံဆိုတာဒီလောက်ပြန်ရဖို့အတွက်သူ့မှာတော်တော်လေးကိုခက်ခဲသွားမယ်ပေါ့နော်ဒါကို तू တိကြီးနဲ့ तू อ่ะနော်ကိုတော့ तू ကိုယ်တိုင်ကိုနာကိုမွေးဖို့အတွက်နေစီလာစီနော်ဟိုဘိုက်ကြီးတဲ့တယောက်ကနော်ကိုအတွက်တပြားမှမချမ်းမင်းနဲ့အချင်းမောင်းရတဲ့ပတ်စံမှန်တမြောက်နော်အကုန်လှူမှာဆိုတော့ဒီစိတ်တက်ကိုကျွန်တော်တော်တော်လေးလေးစားတယ်တကယ်လဲဝမ်းနေတယ်ဆိုတာအော်မဖတ်တိမလို့လူမျိုးတယောက်အချင်းမောင်းကျွန်တော်တို့ရောင်းဝင်ပိတ်လိုက်တာပေါ့နော်ဒါအောင်မှတော်တော်လေးကိုမှကျွန်တော်ဝမ်းနေတယ်ပေါ့နော်အခုပြန်တွေးကြည့်လိုက်တော့အော်ဒီလိုစိတ်ကောင်းစေတနာကောင်းရှိတဲ့သူကိုကျိုးတော့မကြည့်ပဲနဲ့ကိုလဲနော်နေတော့ဟိုအင်ငိုင်းနေရတယ်နော်အင်ငိုင်းနေရတဲ့သူကကိုရောင်းထားတဲ့အချင်းမောင်းရောင်းထားတဲ့ပတ်စံလေးကိုသူများကိုခက်ခဲဖြစ်နေတဲ့သူအကုန်လှူမယ်ဆိုတော့အဲ့ဒါလေးကိုလည်းတကယ်မှစိတ်တက်လေးကိုလေးစားတယ်နော်အဲ့လိုလူမျိုးတယောက်ကိုအချင်းမောင်းရောင်းဝင်ပိတ်လိုက်တယ်ဆိုတော့နော်ဒီငရင်ပြီးတော့မဖက်ဒီမှာဘွားလေးဟိုပြန်ပြီးတော့ရောင်းဝင်ပေးပါလို့ပဲကျွန်တော်တို့ပြောချင်ပါတယ်ပေါ့နော်ဘယ်လောက်ထိလေးစားဖို့ကောင်းထားတယ်ဗျာနော်တချို့ဆိုရင်တော့30လောက်ပဲလှူမှာဗျာ20ကတော့ခုတော့စားဖို့တော့ထားအောင်ပါပေါ့ဒါပေမဲ့အကုန်လုံးလှူမယ်တဲ့ဗျာနော်ဟိုမွေးဖို့အတွက်တော့မှ30တောင်မချန်ဘူးပေါ့နော်အပတောင်လေးစားပါတယ်မဖက်ဒီမာကြီးဒီတက်မှာကလည်းကျွန်တော်တို့နော်မီးဖွားတဲ့ချိန်မှာလည်းနော်ချောချောမောမောနဲ့မွေးနိုင်ပြီးတော့နော်ဟိုတမာတီးပဲဖြစ်ဖြစ်အစားတော့အခြားအစားအစာများလဲနော်ရောင်းတဲ့ချိန်ကြိုင်လဲအောင်မြင်ပါစေလူတွေကြိုက်များပါစေကျွန်တော်ဆုတောင်းပေးတယ်ပေါ့နော်စိတ်ဓာတ်လေးတော်တော်လေးမှလေးစားရတယ်ဗျာ နိုင်လေဘယ်လောက်ရတယ်ဆိုရင်ပြောပါမယ်ပေါ့နော်ဒါလေးဒီပတ်စံဒါထမင်းရှင်တွေအားလုံးရဲ့ပတ်စံမှာဖတိမအားပေးကြထမင်းရှင်တွေအားလုံးရဲ့ပတ်စံကိုဖတိမဒါစုထားတယ်ပါနော်အကျွေးဆက်လိုက်ဒါလေးစုလိုက်ဆိုပြီးဒါမွေးစိတ်တွေပါစုထားတဲ့ပတ်စံတွေကိုဖတိမထမင်းရှင်တွေနဲ့တူတူသွားလူပါမယ်ချင်းတက်နိုင်တဲ့အားနဲ့ပါနော်ချမ်းသာလို့လည်းမဟုတ်ပါဘူးရှိလည်းမရှိပါဘူးရှင်ဈေးကလည်းပြန်ရောင်းလို့ရပါပြီရှင်စိတ်တဆင်းရဲပြီလူတိုင်းမှာပြင်လို့ပြန်မရောင်းတာပါရှင်